မားရဲ့ဟင်းပွဲကအဆင့်မရှိလိုက်တာတကယ်တော့ခမားတို့ကဟိုတယ်ဖွင့်မဲ့စာတရိတ်ဆန်စာဆိုင်ရောက်တင်တာလို့ပြိုင်ဘက်တထေးကပြောလိုက်ပါတယ်ပြီးတော့တမရဘက်ကိုလှည့်ပြီးတမရကြီးခင်ဗျာကျွန်တော်တို့စားတောက်ဆိုင်ကတကယ်တော်တဲ့စပူမှုတွေကိုလာစာကောင်းကောင်းပေးပြီးခံထားတာပါကျွန်တော်တို့ဆိုင်ကိုကြွခဲ့ပါလို့ပြောလိုက်ပါတယ်အဲ့အချိန်မှာတထေးကြီးကအလင်းစလိုနဲ့တမရကြီးခင်ဗျာကျွန်တော်တို့ဟင်းပွဲကကြက်ခါနီးပါပြီးခဏလေးစောင့်ပေးပါဦးလို့တောင်းပန်လိုက်တာပေါ့တထေးကြီးစိတ်ထဲမှာတမရကြီးသာထွက်သွားရင်ဟိုတယ်တိတ်ခါကြပြီဆိုပြီးစိုးရိမ်နေခဲ့တဲ့ပြိုင်ဘက်တထေးကချက်ချင်းဆိုသလိုဘာလို့အချိန်ကုန်ခံနေမှလဲမင်းတို့ဆိုင်ရဲ့လက်ရာကဒီလောက်နဲ့တင်တိနေပြီလေတမရကြီးကြော့ပါခင်ဗျာလို့ပြောလိုက်ပါတယ်တမရကြီးကစိတ်မရှိပါနဲ့ငါသွားတော့မယ်လို့ပြောပြီးထားလိုက်ပါတယ်အဲ့အချိန်မှာစူရီနဲ့ကောင်းလေးချိန်မီရောက်လာပြီးတမရကြီးရှင်မသွားခင်ကျမတို့ရဲ့ဟင်းပွဲလေးကိုမြည်စမ်းကြည့်ပါဦးရှင်လို့ပြောလိုက်ပါတယ်ပြိုင်ဘက်တထေးကဘာတွေလှုပ်လာပြန်ပြီးလဲကွာအချိန်တွေကုန်လိုက်တာငါမြင်တလောက်ကတော့ရုံလုံးကြီးပဲမြင်နေဆိုပြီးပြောလိုက်ပါတယ်တထေးကြီးကစူရီနဲ့ဘာတွေလှုပ်လာတာလဲအခုကဟာတာလို့ရမယ့်အချိန်မဟုတ်ဘူးလို့ဆိုလိုက်ပါတယ်ပြိုင်ဘက်တထေးကမင်းတို့စဖို့မှုတွေကတမရကိုဧည့်ခံရမယ့်အဆင်မရှိပါဘူးတမရကြီးကျွန်တော်တို့ဆိုင်ကိုကြော့ပါလို့ထပ်ခေါ်လိုက်ပြန်တဲ့တမရထိုင်ရာကထနေတော့အိမ်ချင်းမဲ့ကောင်လေးကအသင့်ပါလာတဲ့ရွှေတူနဲ့ရွှွန်တုံးကိုထုခွဲလိုက်တော့အားလုံးမထင်မှတ်ထားတာတွေဖြစ်လာပါတယ်